Hello，大家好，这个也是一样哦，它这个也是，用银托镶嵌的红宝石，但是它这颗的话，就是它颜色比较偏粉一点的那种，它这个粉红色的那种倒是挺好看的哦，但是它这个火彩倒是真的很闪的，很好看。你看一下，它这个火彩很闪，它里面的话就是虽然有内含物，但也是不影响美观的一个料子哦。它这个的话就是说火彩比较闪，不是火彩正哦。哎呀，火彩比较闪一点的那种，倒是挺好看的。吊坠用银托镶嵌的，而且它这个后面的话就是配了个金箔的那种，但是想换也是可以的啊。这种吊坠真的很好看，而且它这个价格的话就是也是一样，它这个价格也是6000人民币。如果喜欢的可以私信了啊，谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်ဒါလေးလေးပါတယ်များဆွေးလေးပေါ့နော်ဒါလေးလည်းအထည်ခတ်ထားပါရှင်ဒါလေးရမ်းလာနော်ငွေထက်လေးနဲ့ခတ်ထားပါရှင်所以ပါလို့ငွေထက်လေးနဲ့ခတ်ထားပြီးတော့ဒါကြရွှေမှုတ်ထားပါတော့ဒါလေးရရွှေမှုတ်ထားတော်တော်လေးကိုလာတယ်အကြောက်ရည်ကြောက်တာလေးလည်းတော်တော်လေးထက်တယ်ပေါ့နော်ကျွေးကြောက်တာလေးလည်းရမ်းလာဘမိုးဆိုလို့ရှိရင်ပွဲတွေအတွက်ပို့ဆိုရလုံးဝမကိုအဆင်ပြေပါတော့ဒါလေးဆိုလို့ရှိရင်ရွှေကြိုးလေးနဲ့တစ်ခါလေးဝတ်လိုက်ရုံနဲ့ဝယ်ပြီးလို့ရှိရင်လည်းရမ်းလာပါရှင်ဒါလေးဆိုလို့ရှိရင်ဈေးလေးကကြတော့လည်း15သိန်းလေးပါပဲရှင်ဒါလေးဈေးလေးက15သိန်းလေးပေါ့နော်ချိန်လို့ရှိရင်တော့စီမလာခဲ့ပြီပါ